ဟိုနေ့ကတချင်းရင်းနှီးတင်လိုက်တော့ကာယံနဲ့ flow ဘယ်လိုရှာလဲဆိုပြီးတော့ထပ်မေးလာပြီပေါ့နော်အသေးစိတ်တခြားရှင်းပြပေးမယ်နော်ကာယံနဲ့ flow အဲ့တော့ဒီနှစ်ခုကနည်းနည်းတော့ချိတ်ဆက်ရှိရပေါ့နော်အရင်ဆုံးကာယံကိုရှင်းပြမယ်နော်ကာယံရှင်းပြရင်ဟို flow ကတဖြည်းဖြည်းနဲ့နားလည်ပါလိမ့်မယ်โอเคကာယံကအတန်တူတာမျိုးကိုပြောတာပါအလွယ်မှတ်ထားလို့ရအောင်အတန်တူတဲ့စကားလုံးတွေကိုပြောတာပါအဲ့ဒါကိုကာယံလို့ခေါ်ပါတယ်မြန်မာစာနဲ့ပြောပြရမယ်ဆိုရင်တရအတန်ကြီးတူရမယ်ပြီးရင်အတတ်တန်ကြီးတူလို့ရတယ်အတတ်ဆိုတာကအနောက်ကတတ်တယ်ဟိုပါလေစက်တတ်တို့မတ်တတ်တို့အဲ့လိုပုံစံမျိုးပြီးရင်အတန်3အနှိမ့်မြင့်တွေတူရမယ်โอเคအဲ့မှာတရအတန်ကဘီးကွဲမယ်ဘီးဆိုတာစကားလုံးပေါ့နော်ဒါပေမဲ့ထွက်တဲ့အတန်တူတယ်ဥပမာဘယ်လိုပြောရမလဲဆိုတော့ကီတို့မိတို့စီတို့တင်မလားအဲ့လိုပုံစံမျိုးတူတယ်ပြီးရင်မင်းတို့လင်းတို့ထင်းတို့ဝင်းတို့အဲ့လိုမျိုးဒါဆိုရင်အရှိကဘီးကွဲတယ်အတန်ထွက်တူမှာကာကြီးနဲ့မနဲ့ကွဲတယ်ဒါပေမဲ့အတန်ထွက်တူတယ်ကိမိအဲ့လိုမျိုးနော်ပြီးတော့နောက်တစ်ခုအတတ်တန်နောက်မှထည့်တဲ့အတတ်တန်တူပါမယ်ဥပမာမြစ်တို့ချစ်တို့တစ်တို့အဲ့လိုမျိုးနော်ဒါဆိုရင်အတတ်တူတယ်စက်တက်ဘာနဲ့ထည့်မလဲကြိုက်တာနဲ့ထည့်ပေါ့နော်မတ်တက်ထည့်မလားတက်တို့ခတ်တို့လက်တို့အဲ့လိုမျိုးနောက်တစ်ခုကကြတော့အတန်အနှိမ့်မြင့်3ပေါ့နော်3ကကြတော့အတန်နဲ့သွားတာပေါ့နော်ခရီးရီစီပီပင်ဘီတို့ရီတို့နော်အဲ့လိုမျိုးဒါဆိုရင်ဝိဇ္ဇနှလုံးပေါက်တွေပါတယ်ဒါပေမဲ့အတန်အနှိမ့်မြင့်တာပေါ့ပြီးဆိုရင်မြင့်သွားတယ်ပြီးဆိုရင်နှိမ့်တယ်ဒါပေမဲ့အဲ့လိုယူလို့ရတယ်နော်အားလုံးခြုံပြောရရင်တော့အနှစ်ချုပ်ကတန်တူတဲ့စကားလုံးတွေပြောတာဖြစ်ပါတယ်တချင်းရေးမယ်ဆိုရင်ကာယံအများဆုံးသုံးတာ red ဆိုတော့ red နဲ့ရှင်းပြမယ်နော်တချင်းရေးရင် red ဒီမှာတစ်လုံး rhyme တို့နှလုံး rhyme တို့ရှိတယ်လေအဲ့လိုခေါ်ကြရပေါ့နော်ပြီးရင် phrase ရှိမယ် phrase ဆိုတောက်လျှောက်ကြီးတူနေတဲ့ပုံစံမျိုးဘယ်လိုမျိုးလဲဆိုရင်စာသားတစ်ချောင်းရေးလိုက်မယ်ငါမင်းကိုချစ်တယ်ငါမင်းကိုချစ်တယ်ဆိုရင်သူနဲ့စကားလုံးတူအောင်ရှာမယ်တစ်လုံး rhyme ဆိုရင်တဲဆိုရင်ထားပါမယ်ဒါဆိုရင်အတက်ပေါ့နော်မှရပ်ပလက်တက်တူတယ်မေဒါဆိုတစ်လုံး rhyme ဖြစ်သွားပြီပြီးရင်နောက်တစ်လုံးထပ်ရှာမယ်ချစ်ဆိုဖြစ်ထားလိုက်ဖြစ်မယ်ဒါဆိုနှလုံးဖြစ်သွားပြီဖြစ်မယ်ပြီးသွားရင်ငါမင်းကိုဆိုတော့ငါမင်းကိုပြီးတော့အမှစာတာစဉ်းစားရတော့မှာနော်ဒါကြတော့ကိုယ့်ရဲ့ skill ပေါ့နော်တခုပြောချင်တာကာယံနဲ့ flow ကလေတေးတွေရဲ့ skill လို့ပြောလို့ရတယ်နော်တေးရဲ့ skill တေးရဲ့ပင်တိုင်း skill ကိုပြတာကာယံနဲ့ flow ကိုကြွေပြရင်ကိုက skill ဘယ်လောက်ကောင်းလဲဆိုတော့သိတာပေါ့နော်โอเคဒါဆက်သွားမယ်ငါမင်းကိုချစ်တယ်အဲဆိုရင်အထိပ္ပယ်ကိုစဉ်းစားမယ်နောက်မှာဘာထိုက်မလဲဖြစ်မယ်နဲ့ဆုံးပါပြီကာယံဖြစ်မယ်ဆိုရင်ငါမင်းကိုချစ်တယ်ဒါပါတော့ဒါချစ်လို့ဖြစ်မယ်ဒါချစ်လို့ထိတ်လိုက်ရင်ကိုလို့ဒါကြတော့3နဲ့သွားဆိုင်ပါပြီနော်ဒီတလုံးက3နဲ့သွားဆိုင်အတန်အနှိမ့်မြင့်ပုံမူပြီးခွဲသွားဒါလည်း3နဲ့ဆိုင်ချစ်မင်းဒီမှာချစ်နှလုံးပါရနော်ဒီကောင်နဲ့ညီလားဆိုမညီဘူးနော်သူ့အနေထားညီလားဆိုတော့ဟိုဘယ်လိုပြောမလဲတွားညှိလို့မရဘူးဒီကောင်ကဗျာ1 2 3 4 5စကလုံး5လုံးရှိတယ်ဒီမှာ1 2 3 4 5ဒီ5က5နဲ့တွဲကြည့်5က5နဲ့အဲ့ဆိုရင်ဒါဆိုညှိတယ်နော်ဒီ4နဲ့ဒီ2နဲ့တွားပြီးတော့ညှိလို့မရဘူးကာယံဆိုတာအဲ့လိုသူ့အထာအတူနဲ့တွားပြီးတော့သူ့နေရာအထာအတူနဲ့တွားပြီးတော့သူ့စကလုံးနဲ့တွားချိန်မှာပို့ပြီးတော့လှတာပေါ့နော်ဥပမာငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်ဆိုရင်ဒါဆိုနှလုံး rhyme 3လုံး rhyme 4လုံး rhyme 5လုံး rhyme 5လုံး rhyme နဲ့ခေါ်လို့ရတယ် phrase rhyme နဲ့ခေါ်လို့ရတယ် phrase စာသားတစ်ချောင်းလုံးကတွားတူနေတစ်ချောင်းလုံးကိုကာယံညှိကာယံမိပါတော့ဒါဆိုရင်ကာယံမိနေတဲ့ phrase rhyme ပေါ့အဲ့လိုမျိုးခေါ်ရနော်အဲ့ဒါကိုဆက်ပြီးတော့ပြောပြမယ်တစ်ချက်၄ပါးစာဆက်ပြမယ်နော်ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်ပြီးရင်ဆက်စဉ်းစားမယ်ဘာဖြစ်မလဲငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်ပြီးတော့စဉ်းစားလိုက်မယ်ဗျာမင်းနဲ့ဆက်စဉ်းစားလိုက်မယ်အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်မလဲဒါဆိုရင်ဒီမှာ2ပါးစာရပါတယ်1 2 3 4ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့စင်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်မလဲဒါဆိုရင်2ပါးစာရပြီအဲ့မှာဒီခုန phrase rhyme ပါမယ် phrase rhyme မှာ3ခုတော့ပါသွားမယ်ဘာဖြစ်လို့ညင်မလဲ
ဒါဆိုရင်3ခုဒီမှာဖြစ်မယ်နဲ့ရှိနေနောက်နဲ့ချိတ်တယ်ဆိုတာဒါကိုပြောတာနော်ခုနကဒီမှာပြောတယ်ဟိုကသူ့နေရာအထားသူလိုက်သွားမယ်ဆိုတာဒီ1နဲ့3နဲ့ဒါစကလုံးလိုက်ချိတ်တာရှိနေနောက်နဲ့ချိတ်တာကြတော့တပားနှစ်ပားနဲ့သွားတာပေါ့နော်ဒီပားဆုံးသွားပြီတပားမှာပြီးွားတဲ့ line ကိုအစနဲ့ပြန်ချိတ်လိုက်တယ်ဖြစ်မယ်မင်းနဲ့ဆိုတာ3 line ဖြစ်သွားပြီ3 line ဆိုတာ3ညီရဲ့ line မသိရင်တော့မတူတယ်လို့ပါလို့ ਨੇ ဒါပေမဲ့ဆိုလိုက်တဲ့အခါကျရင်တော့တူနေအဲ့လိုမျိုးပေါ့နော်ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့ဟန်ဒီပန်ဒီထည့်လိုက်ပြီဆိုရင်3တွားညီနေတယ်နားထောင်လို့ကောင်းတာပေါ့ဗျာနော်ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်းမလဲဒါကြတော့ဒီခလေးမှာကြတော့အကြောင်းအရာထည့်လိုက်တဲ့တဘောပဲအစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဒါမှသူ့ပြောနေတာပေါ့နော်ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်းမလဲဒါဆိုရင်ဒါလည်း phrase ပဲ3ခုဖြစ်သွားပြီနော်ဒီမှာအဲ့ဒါကိုထပ်ဆက်မယ်နောက်2ပါးလောက်ထပ်ဆက်မယ်ပေါ့ဗျာခေါင်းလေးရှိရရေးလိုက်မယ်နော်ဒါဆိုရင်ဒီမှာကြည့်အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်းမလဲဒီတိုင်းပေါ့လက်ခံထားရင်ဒါဆိုရင်ဒီမှာသွားခြင်းနဲ့ထားရင်နဲ့ပြန်ပြီးတော့ထပ်ချိတ်လိုက်တယ်ပြီးတော့ချိတ်ထားတဲ့စကလုံးအထားတူတစ်ချက်ကြည့်နော်အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်း1 2 3 4 5 6 9 10ဒီတိုင်းပေါ့လက်ခံထားရင်1 2 3 4 5 6 9ဒါကြတော့ဘယ်လိုလဲဆိုတော့ तू ကဒီကြားမှာအဖြတ်တောက်လေးရှိရဗျာညီဝါးနဲ့အဖြတ်တောက်လေးတစ်ခုရှိမယ်အဖြတ်တောက်လေးကိုတစ်လုံးလို့ထည့်တွက်လိုက်တာအဲ့တဘောပဲနော်ငါမင်းကိုချစ်တယ်တစ်ဖြတ်ဖြတ်လိုက်ပြီအမှအဖြတ်တောက်တစ်ခုနားသွားတယ်ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့ဒါဆိုဒီမှာတစ်လုံးနားသွားပြီပြီးရင်အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဒီမှာတစ်ဖြတ်နားသွားပြီဘာဖြစ်လို့ညင်းမလဲတစ်ဖြတ်နားသွားပြီဒီတိုင်းပေါ်လက်ခံထားခြင်းဒါဆိုဒီပေါ်နဲ့တွားချိတ်ပြီတော်လားအဲ့လိုမျိုးလေးပေါ့နော်ပြီးရင်ဆက်သွားကြည့်မယ်နော်တိုင်းပေါ်လက်ခံထားခြင်းငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့အစဉ်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်းမလဲဒီတိုင်းပေါ်လက်ခံထားရင်โอเคဒီတိုင်းပေါ်လက်ခံထားရင်မင်းအတွက်နစ်နာမှုတွေဖြစ်မယ်ထင်တယ်ဒီမှာဒါဆိုတစ်ဆက်တည်းသွားလိုက်မယ်အဖြတ်မထိတ်ပဲနဲ့မင်းအတွက်နစ်နာမှုတွေဖြစ်မယ်ထင်တယ်အဲ့လိုပေါ့နော်အခုကျွန်တော်ရွတ်လိုက်တယ်တက်အဲ့ဒါကြတော့ flow လို့ခေါ်တယ်ကိုကဒီပုံမှာ flow ကဒီကောင်ကတစ်ဖြတ်ဖြတ်လိုက်ပြီဒီကောင်တစ်ဖြတ်ဖြတ်လိုက်ပြီဒီကောင်တစ်ဖြတ်ဖြတ်လိုက်ပြီနှစ်ဖြတ်ပြတ်သွားပြီပြီးတော့ဒီမှာကျတော့ဇက်တိုက်သွားလိုက်တယ်ဇက်တိုက်သွားတော့ဒီအပေါ်တစ်ပားနဲ့ဒီမှာဒါအပေါ်နှစ်ပားပေါ့ဒါပါတော့ဒီနှစ်ပားနဲ့ဒီအောက်ကနှစ်ပားနဲ့မတူတော့ flow မတူဘူးလို့ခေါ်တယ်ဒါအောင်နော်ဒါ flow တစ်ခုဒါ flow 2ပေါ့အဲ့လိုမျိုးဒီတိုင်းပေါ်လက်ခံထားရင်မင်းတို့နစ်နာမှုတွေဖြစ်မယ်ထင်တယ်ဒါကြောင့်တက်သွားတယ်ဒါကြောင့်တက်အဲ့လိုသွားတယ်နော်အဲ့တော့ flow နှစ်ခုဖြစ်သွားမယ်နှစ်ခုဖြစ်သွားတော့ဒီ flow နဲ့ဒီမှာ flow တစ်ခုတဘာစာပေါ့နော်တဘာစာဒီ flow နဲ့တွားချိတ်တယ်ချိတ်ပြီးတော့ဒီအပေါ်က flow ကိုလည်းပြန်ယူပြီးတော့ဒီမှာပြန်ချိတ်လို့ရတယ်ဒါမဲ့မလှဘူးဂျားမှာ flow တစ်ခုကြီးကခံနေတယ်လို့ဖြစ်တယ်အဲ့တော့နှစ်ဘာစာ flow တွားမယ်ဒီဘက်နှစ်ဘာစာနောက် flow တစ်ခုထပ်တွားမယ်ပေါ့နော်ဒါပေမဲ့ right ကချိတ်ထားတော့ဒီပုံမှာဒီမှာချစ်တယ်ဖြစ်မယ်ညင်းမလဲပြီးရင်ထင်တယ်ဒါဆိုရင် right တစ်ခုနောက်တစ်ခုပြောင်းသွားပြီဒါပေမဲ့ဒီတဲမှာတွားပြီးတော့အပေါ်နဲ့တွားချိတ်နေတယ်အဲ့လိုမျိုးပေါ့ကိုစဉ်းစားရင်စဉ်းစားနိုင်တယ်လို့ကိုဖန်တီးရင်ဖန်တီးနိုင်တယ်လို့ချိတ်လို့ရတယ်ပေါ့နော်โอเคအဲ့ဆိုဆက်သွားကြည့်မယ်နော်ဒီတိုင်းပေါ်လက်ခံတိုင်းမင်းအတွက်ညနာမှုတွေဖြစ်မယ်ထင်တယ်1 2 3 4ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့စင်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်းမလဲဒီတိုင်းပေါ်လက်ခံထားရင်မင်းအတွက်ညနာမှုတွေဖြစ်မယ်ထင်တယ်ဟုတ်ပြီဒီဘာသာကွက်တိဖြစ်သွားပြီတစ်ချက်ဖြတ်လိုက်တာပေါ့နော်1 2 3 4ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့စင်ပြေရင်တော့ရှေ့ဆက်သွားခြင်းဘာဖြစ်လို့ညင်းမလဲဒီတိုင်းပေါ်လက်ခံထားရင်မင်းတို့နစ်နာမှုတွေဖြစ်မယ်ထင်တယ်စိတ်ကူးနဲ့လက်တွေလွဲမှာစိုးရင်ဖြစ်တွေရင်တဲ့ဒီနားကျတော့နည်းနည်းထောက်နေသလိုခံစားရတယ်နော်စိတ်ကူးနဲ့ဘာဝင်လာဆိုတော့ဝင်နေတိမလားဒါပေမဲ့ထောက်နေသလိုခံစားရတယ်အဲ့တော့ဘာထည့်ရင်ကောင်းမလဲထပ်စဉ်းစားမှာပေါ့နော်အဲ့လိုပဲပြန်ဆိုရေးတဲ့ခါမှာပေါ့နော်အဲ့လိုမျိုးပဲချိတ်တယ်ဆိုတယ်ချိတ်တယ်ဆိုတယ်ပါဇက်တက်ရွတ်တယ်မသိဘေးကကြည့်နေတော့အယူကြနေမသိမှာဟိုဟာတက်ဟိုရုပ်ရှင်တွေထဲမှာကြည့်ဘူးမလားနှစ်ချက်တက်တယ်နှစ်ချက်တက်ပြီးသူ့ကစာအုပ်လေးနဲ့ချရေးပြီးတော့သူပါဇက်နဲ့တူရွတ်နေအဲ့လိုမျိုးပေါ့နော်အပြင်မှာလည်းအဲ့လိုပါပဲဒီကောင်က line တွေချိတ်ရတယ်ချိတ်ပြီးတော့ red ချင်းပေါ့နော် red ချင်းအဲ့လိုမျိုး line တွေချိတ်ရတယ် flow ရှာရတယ်အဲ့ဒါ rapper ဆိုရင်အဲ့ rapper တယောက်ရဲ့ skill ပေါ့နော်ကိုဒီမှာဆိုရင်ဒါကနည်းနည်းထောက်နေတယ်ခံစားဒီနောက်ဆုံးလေးကအဲ့တော့စဉ်းစားကြည့်မယ်နော်2 3 4ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်မယ်မင်းနဲ့
စိုးရင်အဲ့မှာမိတဲ့တို့ထည့်လိုက်မယ်အဲ့ဒါဆိုစကလုံးတစ်လုံးထပ်ဝင်လာပြီနောက်လျှောက်ကြီးအပေါ်ကနေပြန်မဆိုခြင်းဆိုဒီကနေထပ်ဆိုကြည့်တာရတယ်ဒီဘာလို့ဆိုဒီ flow ကဒီ flow နဲ့တွားချိတ်ထားပါတော့၄ပါးမြောက်ကဒီ၃ပါးမြောက်က flow နဲ့တွားချိတ်ထားတော့ဒီအပေါ်ကနေပဲပြန်ဆိုပြီးတော့တွားချိတ်လို့ရတယ်2 3 4ဒီတိုင်းပေါ်လက်ခံထားရင်မင်းအတွက်နစ်နာမှုတွေဖြစ်မဲ့တင်တယ်စိတ်ကူးနဲ့လက်တွေ့လွဲမှာစိုးရင်မိတဲ့ဖြစ်တူရှင်တဲ့ဒါဆိုရင်လည်းညီနေပြီနော်ဒါဆိုရင်တလုံးထိတ်လိုက်တဲ့အတွက်ဒီမှာဘာပြည့်သွားပြီမထောက်တော့ဘူးโอเคအဲ့ဒါပြန်စမယ်1 2 3 4ငါမင်းကိုချစ်တယ်ဒါချစ်လို့ဖြစ်တယ်မင်းနဲ့စင်ပြေရင်တော့ရှေ့ဆက်တွားချင်ဘာဖြစ်လို့ညင်းမလဲဒီတိုင်းပေါ်လက်ခံထားရင်မင်းအတွက်နစ်နာမှုတွေဖြစ်မဲ့တင်တယ်စိတ်ကူးနဲ့လွဲမှာစိုးရင်မိတဲ့ဖြစ်တူရှင်တဲ့တလုံးလောက်တော့ထပ်လူနေသေးတယ်လို့ခံစားရပါတော့ဒါထားပါတော့တိုက်ရမ်းရှိပါပါဆိုလို့ဒီလက်တလောက်ပဲပြောတော့မယ်နော်ဖြစ်တယ်ရင်တဲ့ပြောချင်တာကဒီမှာရင်တဲ့ထင်တယ်ဒါဆိုရင်နှလုံး right လေးပေါ့နော်နှလုံး right ဒီကောင်ဆိုအရှိမမတူတော့ဘူးဖြစ်မယ်ထင်တယ်အဖြစ်တွေရင်တယ်ဒါပေမဲ့ဖြစ်နှစ်ခုကတော့အတန်ကတော့တူနေဒါဆိုရင် right ကညီလားဆိုတော့ညီတာမဟုတ်ဘူးတထေရလည်းဖြစ်သွားပြီ right လို့မခေါ်တော့ဘူး right ဆိုတာစကားလုံးမတူပါဘူးအတန်ထွက်တူရမယ်အဲ့လိုမျိုးပေါ့နော်ဒီကြီးကရင်အဲ့ထဲမှာအဲ့ flow ကပါသွားပြီပေါ့နော်ကျွန်တော်ခုရှင်းပြရတဲ့ထဲမှာ flow ကပါသွားပြီအဲ့တော့ flow တိနဲ့ရှာခြင်းနေဆိုရင်တချင်းများများနားထောင်ပါနော်ကိုကဘယ် general ရေးခြင်းနေပေါ့နော် red ဆိုရင် red တချင်းများများနားထောင်သူတို့ဘယ်လိုရေးဆိုတယ် flow ကိုချရဲဆိုတာအဲ့ red တချင်းတွေမှာအများဆုံးတွေ့ရတယ်လေတယောက်နဲ့တယောက် found ထူရင်မင်းက flow တစ်ခုကိုဘာဖြစ်နေညာဖြစ်တယ်ငါ flow လာခိုးတယ်ဘာဖြစ်နေညာဖြစ်အဲ့လိုမျိုးပြောကြတယ်နော်အဲ့တော့ကိုပိုင် flow ကိုထွင်ခြင်းနေဆိုရင်စုတုပြုဆိုတာရှိပါတယ်စုတယ်တုတယ်ပြုတယ်ဒါ copy မဟုတ်ဘူးနော်စုတယ်တုတယ်ပြုတယ်ဆိုရင်အသစ်ထွက်ပါတယ် knowledge တွေစုမယ်သူများဆိုတဲ့ flow တွေကိုလိုက်ပြီးတော့အတုယူမယ်ပေါ့ဗျာပြီးသွားရင်ကိုတိထားတဲ့ knowledge နဲ့ copy ရလို့လည်းပြောလို့မရအောင်ဒါ copy ဆိုရင်သူများကfound ထုတ်ချင်ကြတယ်လေ copy မဟုတ်ဘူးပေါ့နော် reference ပေါ့ဗျာမြင်းညမ်းတာပေါ့သူယူတယ်အတုယူတယ်သူပါနဲ့အတုယူတာကြတော့ကွဲသွားပြီလေအဲ့တော့ copy လို့ပြောလို့မရတော့အတုယူလိုက်တယ်သူ့ရဲ့ flow ကိုဒီဘောင်တွင်းမှာသူကဘယ်လိုရေးထားလဲဆိုတဲ့ flow ကိုအတုယူတယ်အတုယူတော့ကိုတိထားတဲ့ knowledge နဲ့အဲ့ကို reference ယူထားတဲ့ style နဲ့ပေါင်းမယ်ပေါင်းပြီးတော့ကို style အစ်ပြန်ထွင်မယ်အဲ့တော့စုတုပြုပြီးသွားရင်အစ်ပြန်ထွက်မယ်ဒါပေမဲ့အဲ့စုတုပြုမှာကိုအစ်ဖြစ်နေရမယ်ကို idea ဖြစ်နေရမယ်ကို idea မဖြစ်ဘူးဆိုရင်သူများဟာ copy ထားရင်ကိုကပြောခံရမယ်flow တစ်ခုကာယံတစ်ခုတချင်းတစ်ခုအဲ့လိုမျိုးပြောခံရမယ်ပေါ့နော် red ချင်းတွေမှာအများဆုံးဖြစ်ကြတယ်rapper တွေမှာအများဆုံးပြဿနာဖြစ်တာဒါမျိုးပေါ့နော် okay ဆက်သွားမယ်ဂျန်နာအောင်နားထောင်မှာ melody မှာပို့ပြီးတော့ flow ကိုဦးစားပေးတာသူကကာယံတိတ်ပြီးတော့တိတ်မလိုဘူးပေါ့နော်လုံးဝမလိုတာတော့မဟုတ်ဘူးလိုတော့လိုတယ်ကာယံထည့်ရင်ပိုကောင်းတယ်အဲ့တော့ဒီ melody မှာ flow ဦးစားပေးတယ်ကာယံဒုတိယပေါ့ဗျာသူ့ရဲ့ scale ကိုပြခြင်းဒီ melody တန်စင်လေးအရန်လာရင်နားရဲဆိုရင်ပို့ပြီးတော့ကောင်းတယ်သူကစကလုံးလင်္ကာလီနဲ့ရှေ့မှာပြောခဲ့လို့အဲ့လင်္ကာလီထည့်ပြီးတော့အဲ့ flow ကိုဦးစားပေးပြီးရှာနိုင်ရင် melody တစ်ပုဒ်ကအရန်ကောင်းတယ်အဲ့ဒါအတွက်ဒီ melody ကြတော့ key တွေ chord တွေသိရမယ်ဟိုအရှိရရေးနီးတိုင်းပဲ key တွေ chord တွေသိရမယ် rhythm တွေသိရမယ် rhythm pattern ပေါ့နော်4တိုင်မင်လားဘာတိုင်မင်ညာတိုင်မင်အဲ့လိုမျိုးတွေသိရမယ် key chord သိရမယ်အဲ့ဒါဆိုပို့ပြီးတော့အဆင်ပြေတယ် flow နဲ့ကာယံသူကနှစ်ခုကနည်းနည်းတွဲနေပါတော့တွဲပြီးတော့အချိတ်ဆက်ရှိပြီเนาะ okay အဲ့လောက်ပါပဲ